မင်္ဂလာပါဒီနေ့မနက်ခင်းမှာတင်နိုးထလာတဲ့ကဘာကိုအရင်ဆုံးတွေးမိပါလဲကျွန်တော်တို့အားလုံးဟာနေ့ရက်တိုင်းမှာတက်ရှူနေကြပါတယ်ရုန်းကန်နေကြပါတယ်လှုပ်ရှားနေကြပါတယ်ဒါပေမဲ့တခါတလေမှာကိုပြန်မေးဘူးပါလားငါတကယ်ပဲပျော်ပျော်ရွှင်ရွှင်နဲ့ရည်မှန်းချက်ရှိရှင်တန်နေရလားဒါမှမဟုတ်ဆက်ရုပ်တရုပ်လိုပဲနေရက်တွေကိုဖြတ်တန်းနေတာလားကိုမေးကြည့်ပါဘဝဆိုတာရေစီးကြောင်းတစ်ခုလိုပါပဲခါတလေမှာတာယာငြိမ်ချောင်းနေတတ်တယ်လို့ခါတလေမှာကြောက်ဆောင်ကြောက်ခဲတွေဝဲခရက်တွေနဲ့ပြည့်နှံ့နေတတ်ပါတယ်အဲ့လိုခက်ခဲတွေကြုံရတဲ့အခါတင်စိတ်သက်ကြဘူးပါလိမ့်မယ်အားငယ်ဘူးပါလိမ့်မယ်ငါဘာလို့ဒီလောက်တောင်ကန်ဆိုးနေရတာလဲလို့ညီးတွားဘူးပါလိမ့်မယ်ဒါပေမဲ့တစ်ချက်လောက်စဉ်းစားကြည့်အောင်တစ်ပင်ဟာလေပြင်းမုန်တိုင်းတန်ကိုမခံရပဲကြန့်ခိုင်တဲ့မြစ်တွယ်မှုဆိုတာမရနိုင်ပါဘူးစိန်တပွန်းဟာလည်းပြင်းထန်တဲ့ဖိအားတွေကိုမခံရပဲနဲ့တောက်ပလာမှာမဟုတ်ပါဘူးတင်းဖွာတဲ့ကိုရောက်လာတဲ့အခက်အခဲမှန်သမျှဟာတင့်ကိုဖျက်ဆီးဖို့ရောက်လာတာမဟုတ်ပါဘူးတင့်မှာရှိတဲ့စွမ်းအားတွေကိုနှိုးဆွဖို့ရောက်လာတာပါလူအတော်များများကထင်ကြတယ်အမားမရှိတာဘယ်တော့မှလဲမကြတာအောင်မြင်ခြင်းနဲ့တကယ်တော့မဟုတ်ပါဘူးအစစ်မှန်ဆုံးအောင်မြင်ခြင်းဆိုတာအကျင့်တရားလဲကြရင်ကျင့်တရားလုံးပြန်ထနိုင်တာကိုပြောတာပါတင်အခုဘလို့ခြေနေမျိုးကိုရင်ဆိုင်နေရလဲစီဝါရေးအဆင်မပြေတာလားမျောလင့်ထားတဲ့အလုပ်အကိုင်ရှိမှန်းချက်တွေပျက်စီးသွားတာလားဒါမှမဟုတ်ကိုချစ်ရတဲ့သူတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့အတိအမှတ်ပြုတာမခံရလို့ဝမ်းနည်းနေတာလားဟုတ်ကဲ့ပါကျွန်တော်တင့်အောင်တခုတော့ပြောပြရစီတင့်ရဲ့လွန်ခဲ့တဲ့အတိတ်ကဖြစ်ရတဲ့ဟာတင့်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးအတိတ်ဆိုတာတင်ကန်းစာယူဖို့အတွက်ပဲဖြစ်ပါတယ်တင်ញိုင်းတစ်ခုလိုမျိုးအဲ့ထဲမှာနှိမ့်မြုပ်ပြီးအတက်မဲ့မသွားပါစေနဲ့ငါမှဖြစ်နိုင်ခြေတွေမရှိတော့ဘူးလို့တွေးမိတဲ့ချိန်ဟာတင့်ရဲ့ဘက်ပေါ်လက်တင်ပြီးအတက်ပြင်းပြင်းတစ်ချက်လောက်ရှူတွန်းလိုက်ပါအဲ့ဒီအတက်ရှူရန်ကဘာကိုပြောနေလဲတိလားမင်းမခွင့်ရရှိသေးတယ်မင်းမရှုံးနေဘူးလို့ပြောနေတာပါတင်အသက်ရှူနေတဲ့၍တင်နှလုံးခုန်တန်းနေရှိနေတဲ့၍ဘဝဝတ္တကပြန်စားလို့ရပါတယ်ဘဝမှာအရေးကြီးဆုံးအရာဘာလဲဆိုရင်ကိုယုံကြည်မှုပါပဲလောကကြီးတစ်ခုလုံးကတင့်ကိုယုံကြည်နေပါစေအောင်တော့တင်ကိုယ်တိုင်ကကိုမယုံကြည်ရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးရောင်းမြန်အနေနဲ့လောကကြီးတစ်ခုလုံးကတင့်ကိုလက်ညှိုးထိုးပြစ်တင်ပြီးမယုံကြည်ရင်တော့တင်ကိုယ်တိုင်တင့်ကိုတင်ငါလုံနိုင်တယ်ငါဖြစ်အောင်လုပ်မယ်လို့ယုံကြည်ထားရင်တင်လိုချင်တဲ့ပန်းတိုင်းကိုရောက်အောင်တွားနိုင်ပါလိမ့်မယ်သူတစ်ပါးတွေတင့်ပေါ်မြင်တဲ့မြင်ဟာသူတို့ရဲ့ကိစ္စတာဖြစ်ပါတယ်တင့်ရဲ့တန်ဖို့မဟုတ်ပါဘူးလူအတော်များများကပန်းတိုင်းကိုတွားတဲ့အခါဖြက်လန်းကိုရှာတတ်ကြပါတယ်ဒါပေမဲ့အတိတ်ပဲမရှိတဲ့အောင်မြင်မှုတိုင်းမှာဖြတ်လန်းဆိုတာမရှိပါဘူးဒါပေမဲ့တတိယပါအတိတ်ပဲရှိတဲ့အောင်မြင်မှုတိုင်းမှာဖြတ်လန်းမရှိပါဘူးနေ့စဉ်နေ့တိုင်းကိုပိုကောင်းအောင်ကြိုးစားသွားတဲ့ဆွဲမြဲမှု consistency ပဲလိုတာပါဒီနေ့တရက်ထဲနဲ့ဘာမှထူးခြားမလာဘူးထင်ရပေမဲ့တရက်ချင်းစီရဲ့ကြိုးစားမှုတွေစူးစီးလာတဲ့အခါဒီနေ့မှာအားလုံးကအံ့ဩရလောက်တဲ့ရလက်ကြီးဖြစ်လာပါလိမ့်မယ်စာအုပ်တော်ကိုစာမျက်နှာတစ်ခုချင်းစီဖတ်ရတယ်လို့တောင်တစ်လုံးကိုခြေလမ်းတစ်လမ်းချင်းစီတက်ရတယ်လို့တင့်ရဲ့ခြေလမ်းနဲ့နှေးကွေးနေပါစေရက်တန့်မသွားဖို့ပဲလိုပါတယ်ကျွန်တော်တို့တဘာဝတရားကြီးကိုတစ်ချက်လောက်ငေးကြည့်အောင်ရေတကွန်တစ်ခုကိုကြည့်လိုက်ပါရေတွေဟာမြင်မာတဲ့ကြောက်ဆောင်နေပေါ်ကအရှင်ဟုန်နဲ့ကြာဆင်းလာတယ်ဘယ်တော့မှစီးဆင်းမှုမရက်တန့်ပြစ်လိုက်ဘူးကြောက်ဆောင်နေတားဆီးတွေရှိရင်လဲဝိုက်ပြီးတော့ဖြစ်ကြော်ပြီးတော့ဖြစ်မျက်စီကိုရောက်အောင်စီးသွားတာပါပဲဘဝဆိုတာလည်းဒီတိုင်းမှာပဲအတားအဆီးဆိုတာရှောင်လွဲလို့မရတဲ့အရာပါအဲ့ဒီအတားအဆီးတွေကိုတွေ့ရင်စိတ်ရမကြပါနဲ့ရေစီးချောင်းလိုပဲပျော်ပြောင်းညင်တာစွာနဲ့အားမှန်ပြည့်ဖြတ်တန်းသွားပါမယ်နောက်တစ်ခုကဝါးပြက်နေကိုတင်သတိထားမိရဲ့လားဝါးစိတ်လေးတွေကတစည်းကိုစိုက်ပျိုးတဲ့အခါပထမ4 နှစ် 5 နှစ်အတွင်းမှာမြေပြင်ပေါ်ကိုထွက်မလာပါဘူး
ရေလောင်းပေါင်းတင်လည်းဘာမှမထူးခြားတယ်လို့ပဲဒါပေမဲ့9နှစ်လည်းပြည့်ရောရတဲ့တစ်ပတ်အနည်းငယ်တွင်းမှာပဲပေ80 90အထိရှင်အဟုန်နဲ့ထောင်တက်သွားတတ်ပါတယ်ဘာဖြစ်လို့လဲတိလားအဲ့ဒီမြင်မရတဲ့9နှစ်အတွင်းမှာဝါပင်ဟာအောက်ခြေမှာသူ့ရဲ့မြစ်တွေကိုခိုင်မာအောင်ဖြန့်ကျက်နေလို့ပါပဲအခုတင်ကြိုးစားနေပေမဲ့ဘာမှထူးခြားမလာဘူးလို့ခံစားနေရရင်စိတ်မပြတ်ပါနဲ့တင်ဟာရှုံးနေနေတာမဟုတ်ပါဘူးဝါပင်လိုပဲတင်းရဲ့အခြေခံမြစ်တွေကိုခိုင်မာအောင်တည်ဆောက်နေရတဲ့အချိန်ဖြစ်ပါတယ်ချိန်တန်ရင်တင်ဟာလည်းအားလုံးထက်မြင့်မားစွာတောက်ပလာမှာပါဒီဗီဒီယိုလေးပြီးဆုံးသွားတဲ့အခါတင်းရဲ့ဖုန်းဆက်ခရံကိုပိတ်ပြီးဘဝကိုအားတင်နေပြန်စလိုက်ပါညီးတွားနေတာတွေကိုရပ်တန့်လိုက်ပါတခြားသူတွေနဲ့နှိုင်းယှဉ်ပြီးအားငယ်နေတာတွေကိုဆွန့်လွတ်လိုက်ပါတင်ဟာတင့်ဘဝရဲ့တူရီတော်ဒါရိုက်တာဖြစ်ပါတယ်တင်ဇလန်ကိုဘလို့လှပအောင်ရေးမလဲဆိုတာတင့်ပုံမှာပဲမူတည်ပါတယ်လမ်းပိတ်နေရင်လမ်းတေရှာပါအလင်းအောင်မရှိရင်ကိုယ်တိုင်မိရှုတစ်ဆောင်ဖြစ်အောင်လုပ်ပါဘယ်သူမှတင့်ကိုလာပြီးမကယ်တင်နိုင်ပါဘူးတင့်ကိုကယ်တင်နိုင်တဲ့တူရီတော်သူဟာတင့်မှန်နဲ့မှမြင်နေရတဲ့တင်ကိုယ်တိုင်မှာပဲဒီနေ့ကစပြီးရဲရဲဝံ့ဝံ့ရှောက်လန်းလိုက်ပါဘုံတိုင်းတွေကိုရင်ဆိုင်ပါပြီးတော့ကဘာကြီးကိုတက်တည်ပြလိုက်ပါငါဟာမလဲတန်းမကြရှုံးတန်းဘယ်တော့မှရှုံးမပေးတဲ့သူဖြစ်တယ်ဆိုတာကိုပေါ့အားလုံးပဲကိုယုံကြည်မှုအပြည့်နဲ့အိမ်မက်တီစီကိုရောက်ရှိနိုင်ကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်